ကြီးတွေတော့ဟာ ဘာတွေတော့ဟာ အင်းကြီးလည်းမပါဘူးဘာကြီးတွေတော့ဟာ အမ ဒီမှာလည်းအမွှေးတွေလည်းပါ အော်ဇက်ခတ် ဘာတော့ကွာဘာတော့ဟဲ့ဘာတော့ဘာလာနောက်တက်တယ်လို့ဇက်ကဒီမှာကျင့်စီနေကျင့်နေတာဘာလာနောက်တက်တာကျင့်နေတာ ဒါကျင့်စဉ်ကျင့်နေတာ လေငုတ်တုံးခုံမီးလုံးဇက်ကဆိုတို့ကကျင့်စီ ဟာရေငုံမီးလုံးတုံးခုံဇက်ကဆိုတော့မင်းတို့ရဲ့ကျင့်စဉ် အဲ့ဒါတရုတ်တိုင်းကားထဲမှာလည်းမတွေ့ဘူးပါဘူး ဟာပထမကလည်းမကြောက်ဘူး မကြောက်ဘူးဘာတွေတော့ ဒီကောင်ဟဲ့ကောင် ဘာတို့ ရေငုံမီးလုံးတုံးခုံဇက်ခတ်ဒါကျင့်စဉ် ဘာတို့ရဲ့ကျင့်စီ ကျင့်စဉ်ဆိုတော့မင်းတို့ကဘာကိုကိုးကွယ်တို့ ဟာတို့ကပိတ်တနိုးကိုးကွယ်တာ ဟင် ပေါက်ကြရတယ်ဘာကြီးလဲဘာမှမ မလေးသားရီနဲ့ဆွလို့တော့ပါမသိတဲ့အမိုင်းမဲဒီပါသားတော်ကြီးတို့ဘာမှမပြောပါဘူးမပြောပါဘူးရှင်ကြီးရဲ့ဘာမှမပြောဘူးရှင်ကြီးကိုကျွန်တော်မျိုးပြောတာမဟုတ်ပါဘူးရှင်ကြီးရဲ့ကျွန်တော်မပြောဘူးသူပြောတာသားတော်ကြီးပြောတာပါအဲ့လေပြောနေတာအဲ့ဒါစော်ကားတာစော်ကားတာ မိစ္ဆာနတ်ကို ဘာမိစ္ဆာဟမ်အဲ့ဒီပိတ်တနိုးကိုတော်ကြီးတို့ကကိုးကွယ်တာပိတ်တနိုးကိုကိုးကွယ်တာတကိုးတွေနဲ့ပြလိုက်ရိုက်ဘာပြောရမှာလဲအော်တကိုးမပြသေးလို့ ဒီမိစ္ဆာနတ်ကတကိုးရှိ ဟာတကိုးတွေနဲ့ မယုံဘူးငါတို့မယုံ များတော့တကိုးတွေကိုအများကြီး ဩငါပဲဒီမှာကြောင်ကြလို့လားတောကြလို့လားမသိဘူး မဖြစ်နိုင်ဘူးလားလုံးဝမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးလား ဖြစ်နိုင်မဖြစ်နိုင်ရင်ဖြစ်နေတာလက်တွေ့ပြ ဒီသူ့ပါရကစိတ်ကမှကိုးကွယ်နေတာက ဟုတ်တယ်ပိတ်တနိုး ပိတ်တနိုး ကိုကိုးကွယ်တာအခုခေါ်ပြီးတော့တကိုးတွေပြခိုင်းလိုက်ရ လက်တွေ့ပြမှာလား အဲ့ဒါဟုတ်လားကြည့်တာကဲဟိုပြောင်းပိတ်တနိုးကိုတော်ကြီးကြွားပါဗျာသူများတကာလို့ခြေချောင်းတစ်ချောင်းနဲ့ချက်တော့တစ်ချောင်းနဲ့လျှောက်တာတစ်ချောင်းနဲ့လာတာပိတ်တနိုးကိုတော်ကြီးပိတ်တနိုးကိုတော်ကြီးကိုမယုံကြည်လို့လေအဲ့ဒီပိတ်တနိုးကိုတော်ကြီးကတကိုးတွေပြတော်မူပါတကိုးတွေပြတော်မူလေပါကြီးညိုကြကောင်းလိုက်ဟဲ့ကြီးညိုကြကောင်းလိုက်တာ တကိုးပြမယ်လေးလုံးတာ6ပေါက်နဲ့ဘယ်မြောက်လို့ပဲတော့ဟဲ့ လေးလုံးတာနဲ့ကောင်းလိုက်တာ ဘယ်လောက်ကြည့်လို့ရကောင်းလဲ လေးလုံးလား6ပုံနဲ့ဒီလက်ပွေရေးပြတာဟုတ် ဘယ်လောက်ကြည့် ဒါတကိုးပြတာကြီးညိုစရာအမတန်ကောင်းတယ် မယုံသေးလို့လားသူ့တဲ့ဆန်းပြတဲ့တကိုးပြတာတွေမမြင်သေးလို့ နောက်တကိုးရှိသေးတယ် အဲ့တကိုးပြအောင် အဲ့ဒါကိုကြည့်မယ်ပြစမ်း ကဲကိုတော်ကြီးပိတ်တဲ့နုကိုတော်ကြီးနောက်တဲ့ဆန်းပြတဲ့တကိုးတွေပြတာမျိုးပါဗျာ ဟေးအထက်နှစ်ပါးတစ်ဆင့်ရောက်အောင်မိုးစော်ဖို့တကိုးပြမယ်လက်ပံမွေးကောက် ကိုးပြတာ တွေ့တယ်မလား ကြီးညို ဘယ် စ လောက်ဆရာန်းပြတယ်တွေ့တယ်မလားတကိုးတွေ ကြီးညိုစရာအမတန်ကောင်းတာ ဟုတ်တယ်လေ ဒါတကိုးပြ တကိုးတွေပြတာ ပိတ်တလုံးနက်ကတကိုး တကိုးပြတာ ခဏ မင်းတို့ပြမယ်အဲ့ဒါတကိုးတက်စမ်းတာပြအောင်မယ် တကိုးတွေပြတယ်လို့တတ်သွားပြီတတ်သွားပြီ အဲ့ဒီအယူဝါဒကွဲမှရင်မင်းတို့အပယ်လားမှာ ဟာဘာလဲပေးလား မင်းပိတ်တလုံးဆိုတာဒါမိစ္ဆာနာ မိတ်ဆွေကိုလည်းဆော့ကားတာတကိုးတွေပြပြီးတော့တကိုးတွေနဲ့ကြိုက်ခဲလိုက်ဒုက္ခရောက်သွားခြင်းလား တကိုး ဟုတ်တယ် အော်တကိုးကြည့်ခြင်းနဲ့တကိုးပြစမ်းဆိုတော့လေးလုံးလံ6ပေါက်နဲ့ဘယ်မြောက်လို့ပါဘယ်ပုံလေးပုံဒီဘယ်ပုံဒီပုံဒီတကြိမ်6ရိမ့်ဖက်နဲ့ဘေးပပဘေးပေးကဲသဘောပေါက်ဘူး စိတ်နဲ့သူကြောက်တဲ့လေးကို သဘောပေါက်ဒါဒီတကိုးပဲရှိသေးတယ်နောက်တကိုးကြည့်ကြည့်ဒုတိယတကိုးဟဲ့မိုးစော်ဖို့လက်ပံပွင့်ကောက်တာတကြိမ်6ရိမ့်ဖက်နဲ့ဘေးပပဘေးပေးသူဆေးနဲ့ ကွက်တီပဲ ကွက်တီဟာလားကွက်တီတွေ့လားဒါမင်းတို့တကူ ဒါကျိုးတို့ကို ဂျိုတကူမင်းတို့ကြည့် အမှန်လည်းတကူ မင်းတို့ပြ အောင်စီးတာ အဲ့ဒါအစစ်တွေ့လားအယူဝါဒမိုင်းအမဲလာမှာနော်အဲ့ဒါအစစ်